Hello ဒီနေ့ကတော့ကျွန်တော်အလုံးနားနဲ့မွေးနေ့ပွဲဆင်းမှာပဲဖြစ်ပါတယ်ခုမွေးနေ့မှာ spicy ကျွေးမယ်ဆိုလို့ဆင်းတာပါဘာလို့မဆင်းပါဘူးအားရောက်ကြနဲ့ကိုရမ်းကြတဲ့ spicy လေးစားမှာမို့လို့တပင်ပန်းထားတဲ့မြတ်တနေ့ကုန်ပျောက်သွားပါတယ်ခင်ဗျာခုကကြတော့မွေးနေ့ရှင်လေးတွေကိုမွေးနေ့ဆုတောင်း happy birthday လေးလို့ပြီးနေတာပဲဖြစ်ပါတယ်ခင်ဗျာလုပ်ပြီးပြန်လဲကျွန်တော်ဝါတီဆက်ပါတော့မယ်ခင်ဗျာအရန်စားခြင်းနေပြီပေါ့နော်စားကြပါအောင်ဟုတ်ကဲ့ပါကိုကြီးရတာကြည့်ရတာပါတကယ်ဆိုင်မကြိုက်ပါဘူးလုံးဝမကြိုက်ပါဘူးเนาะကိုက spicy နဲ့ဝိညာဉ်လေးချပြီးဆိုတော့စားနှစ်ပကံတော့ကုန်ခဲ့ပါတယ်အဲ့မှာကိုရအခင်ကြီးပဲရွေးစားရပေါ့နော်အရင်စားလို့ကောင်းလို့ဆိုပြီးတော့နှစ်ပကံတော့စားခဲ့ပါတယ်ခင်ဗျာစားလို့တောင်းလို့ကောင်းနေပါရဲ့ဆိုမှဘင်းနာကိုကွာအဝါလာပေးပါတယ်မလို့ချင်းလို့ပြောလို့မရတော့အတူပေးနာပဲတပ်ပုံလည်းအများကြီးရိုက်ခဲ့ပါတယ်ခင်ဗျာသူများကိုနော်အဲ့အခုစားလည်းပြီးကုန်လည်းကုန်နေပါပြီခင်ဗျာခုကကြတော့မွေးနေ့ရှင်လေးကိုမွေးနေ့လက်ဆောင်နဲ့ဘောနော်မဟုတ်ဘူးပြနေဖြစ်ပါတယ်ခင်ဗျာမွေးနေ့ပွဲလည်းပြီးပြီဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါ